အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုဖြိုးပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးချင်တာကတော့ကျွန်တော်တို့ရဲ့ဝင်းရှိုးကုမ္ပဏီကနေပြီးတော့မှတင်သွင်းဖြန့်ဖြူးရောင်းချတဲ့တောင်ပေါ်ကျွန်း ML စိတ်လက်တွန်းထွန်ကိုင်းလေးနဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီလက်တွန်းထွန်ကိုင်းလေးရဆိုလို့ရှိရင်တော့လင်မန်းတို့ထွန်ကုန်းတို့တွက်ဆက်ပြီးသုံးမျိုးနိုင်မှာဖြစ်ပါတယ်ထွန်ကုန်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့18သွား24သွား28သွားဆိုပြီးတော့မှ3မျိုးထိရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်လင်မန်းအနေနဲ့ကတော့ကျွန်တော်တို့3သွားလင်မန်း4သွားလင်မန်းအစရှိတဲ့လင်မန်းတွေလည်းတက်စင်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်ဒီတောင်ပေါ်ကျွန်းလေးရေကျွန်တော်တို့ဈေးနှုန်းနဲ့ promotion အကြောင်းလေးလည်းကျွန်တော်ပြောပြချင်ပါတယ်ဈေးနှုန်းကတော့ကျွန်တော်တို့ဒီ24သွားထွန်ကုန်းပါမယ်တာယာဘိန်းတန်ဘိန်းအစုံပေါ့နော်အင်ဂျင်22ကောင်အပူမောင်းနေဆိုလို့ရှိရင်ဈေးနှုန်းလေးက68သိန်းဝန်းကျင်ကျပါမယ်အဲ့ဒီမှာပါကျွန်တော်တို့တကြံအထူး promotion နေနဲ့ဈေးနှုန်းကတော့ကျွန်တော်တို့ promotion 2သိန်းထိထပ်မံပြီးတော့ဒီကျွန်တော်တို့တကြံမတိုင်မီဒီကာလအတွင်းမှာကျွန်တော်တို့ဒါတကြံ promotion 2သိန်းပေးထားပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ promotion အမီလာရောက်ဝယ်ယူကြမဲ့ customer တွေရောအရေးကြနဲ့ဝယ်ယူခြင်းနဲ့တောင်သူတွေအတွက်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အရေးကြစနစ်လေးရှိပါတယ်ဒီအရေးကြစနစ်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့60ရာခိုင်နှုန်းတွင်ကြံငွေ40ရာခိုင်နှုန်းကို6လနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာအရေးကြစနစ်နဲ့ဝယ်ယူခြင်းနဲ့တောင်သူတွေအတွက်ကတော့ကျွန်တော်တို့မှတ်ပုံနဲ့အိမ်တော်စုစီရာကြေးရွာထောက်ခံစာနဲ့အာမခံပေးမဲ့သူတယောက်လိုအပ်ပါတယ်အာမခံပေးမဲ့သူကလည်းမှတ်ပုံနဲ့အိမ်တော်စုစီရာကြေးရွာထောက်ခံစာအစရှိတဲ့ဒီစားစာတန်းစုံတယ်ဆိုလို့ရှိရင်တော့တရက်ထဲမှာတခါတည်းကျွန်တော်တို့အပီးစီဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ကနဦးသွင်းငွေအနေနဲ့ကတော့ကျွန်တော်တို့60ရာခိုင်နှုန်းသွင်းရမှာဖြစ်ပါတယ်ခင်ဗျာ။ကျန်ငွေ40ရာခိုင်နှုန်းတော့6လစနစ်နဲ့ဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။အသေးစိတ်ဆက်သွယ်ပြီးတော့မှမင်းမြန်းကျင်တဲ့တောင်သူကြီးများအတွက်ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့9580 345ဆိုတဲ့ဖုန်းနံပါတ်ကိုအသေးစိတ်ဆက်သွယ်ပြီးတော့မှမင်းမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။